YouTube မှာတင်မှာပါတချင်းမဲ့တဲ့အနေနဲ့ blog ခံနေရလို့ကိုပြောကိုကောင်းအစီအစဉ်ကြီးလာပါပြီပိုးတန်လေးနဲ့ပဲထည့်ပေးလိုက်ပါတယ်ကျေးဇူးကဲဒီမှာတော့ပြစ်ပါတယ်ဗာလီပြစ်မှန်းတော့မသိပါဘူးတဲ့ဟိုကောင်ကလည်းကြော်လာတယ်ပြစ်တယ်ဒါပါပဲကျေးဇူးပြီးတော့ကဲအဲ့မှာနောက်တစ်ကောင်ထည့်ပြစ်တယ်မထီဝါဘူးအဲ့ဒါနဲ့ဟိုဘက်ကနေပတ်ပြီးတော့ပြစ်တယ်အဲ့မှာလည်းလွဲနေသေးတယ်ကြီးကတော့လွဲနေနေရန်စင်နာနေနဲ့ enemy ထိတာနဲ့ဒါပေမဲ့နောက်ဆုံးတော့ထိသွားရဲ့ကျေးဇူးကဲအဲ့မှာကားနဲ့ဆက်ပြီးတော့အပေါ်တက်တဲ့ပုံမှာရှိတဲ့တကောင်ကျုံးမှန်ပေါ့တကယ်လည်းကျုံးလိုက်ပါတယ်ကျေးဇူးကဲကျုံးလိုက်ရင်းပါဒီဦးပြစ်တယ်ဟေးအာဒီမှာလည်းထပ်ပြစ်တယ်ဟေးရှောင်းရှောင်းလေးပြစ်လိုက်တာနောက်ဆုံး headshot ထိပြီးတော့ knock သွားပါတယ်ကျေးဇူးအာဒီမှာလည်းထပ်ပြစ်တယ်ဟိုမှာလည်းပြစ်တယ်အာဤပြစ်တယ်တော့နဲ့ပါပြောကြရမှာပဲဘာမှပြောနေကျေးဇူးကဲအဲ့မှာလည်းပြစ်တယ်ဟေးဒါကတော့ highlight တဲ့နေပြင်တော့ကောက်ယူထားတာကျေးဇူးကဲအဲ့မှာတော့ဂီလီစုနဲ့ပြီးစင်းနေတာပြစ်တယ်ဟေးတော့ပြစ်ကဲဒီမှာတဲ့အမမြန်မာစဝဲနဲ့တွေ့တယ်အဲ့မှာမြန်မာတွေကမြန်မာလည်းမချေတောင်းမြန်မာနဲ့မချေတောင်းပြီးကြမှာအော်ချဲနေအော်နေမပြီးစားရေးမြန်မာချင်းချင်းမလုံးပါနဲ့ဆိုပြီးတော့ဒါပေမဲ့နောက်ကြပါဒီကိုတွေကတော့တို့လှုပ်ပြီးသွားကျေးဇူးအဲ့မှာတော့ enemy ကိုရဲ့နေစကေးတွေမီပလင်းစကေးတွေထည့်ပြမယ်ဆိုပြီးတော့မှလမ်းကျလိုက်တာတကယ်တော့သွားတာတော့ကိုတင်းနေရှိနေတယ်ကျေးဇူးအားလုံးကျေးဇူးတင်ပါတယ်